Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျမကိုမေးထားတဲ့မိကွန်းလေးတစ်ခုကိုကျမဖြေရင်းနဲ့စကားနည်းနည်းပြောချင်တယ်ပေါ့နော်အဲ့မိကွန်းလေးကိုမဖြေခင်မှာကျမဘက်ကနေပါပြောချင်လဲဆိုတော့ကျမဒီ page ကိုစထောင်တော့ကတော့အပြောသဘောမျိုးနဲ့ကျမရဲ့ diary သဘောမျိုးနဲ့ကျမစပြီးတော့မှ run ခဲ့တယ်ပေါ့နော်နောက်ပိုင်းမှာတော့အလုပ်လာရှာချင်တဲ့ကလေးတွေရဲ့လိုအပ်ချက်တွေကို sharing လုပ်ပြီးနေနဲ့ page လေးကိုဆက်ပြီးတော့သွားနေတယ်ပေါ့နော်သွားနေတဲ့အခါမှာကျမကိုယုံကြည်နဲ့မေးခွန်းလာမေးရလူတွေရှိတယ်အမကိုအပြင်မှာမမြင်ဘူးကြုံလည်းမကြုံဘူးအမဘယ်လိုလူလဲဆိုတာလည်းမသိပေမဲ့လည်းယုံကြည်နဲ့သူတို့ရဲ့ information တွေပေါ့နော် passport တော့၎င်းသူတို့ရဲ့ contract တော့၎င်းအဲ့လိုမျိုးလေးတွေကိုယုံကြည်နဲ့လာ sharing လုပ်ပြီးတော့မှအကြံဉာဏ်တွေတောင်းကြတဲ့လူတွေရှိတယ်ဆိုတော့အမဘက်ကနေလည်းတခါတလေကြားလို့ရှိရင်တော့သူတို့လာမေးတဲ့အခါမှာပုံပြတေချအောင်ပေါ့နော်ဒီတိုင်းပါဇက်လေးနဲ့ဒီလိုရှိတယ်ဆိုတာတဲ့သူတို့ရဲ့ contract လေးကိုအမှကြည့်ပြီးတော့ဒါကတော့ third party contract ဒါကတော့ resort ရဲ့ contract ဒီ resort ကဘယ်လိုရှိတယ်ဒီ resort ကတော့ဘယ်လိုလေးကောင်းတယ်ဆိုတဲ့ဥစ္စာလေးကိုအမှ sharing လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အမှကတောင်းဖြစ်တယ်ပေါ့နော်သူတို့အလုပ်ရပြီဆိုလို့ရှိရင်သူတို့ရဲ့ contract ကိုတောင်းကြည့်တယ်ဘာသဘောမျိုးနဲ့မှမဟုတ်ဘူးပြန်ရောင်းစားဖို့လည်းမဟုတ်ဘူးသူများပြန် share လုပ်ဖို့လည်းမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလေးကိုတချို့ကြတော့လည်းshare လုပ်ချင်တဲ့လူရှိချိုးကြလဲ တင်ပေါ့သူစိတ်ထဲမှာလည်းထင်မှာပေါ့အမငါနဲ့တည်ရလည်းမဟုတ်ဘဲနဲ့ဆိုပြီးတော့မှဖြစ်တာမျိုးလဲရှိကောင်းရှိနိုင်ပါတယ်ဆိုတော့အမဘက်ကနေအမကိုလာပြီးတော့မှယုံကြည်နဲ့ share ထားတဲ့ information တွေကိုဘယ်သူစီမှမရောက်ပါဘူးအမစီမှာပဲအမကပြောပြီးသွားပြီဆိုလို့ရှိရင်အမသတိတောင်မရတော့ဘူးပေါ့နော်ဆိုတော့တချို့တွေ comfortable ဖြစ်တယ်လို့ချို့ကြလဲတိတ်ပြီးတော့ comfortable မဖြစ်တဲ့လူတွေရှိတယ်အဲ့အတွက်ကိုအမဒါလေးကိုအရင်ဆုံးပြောချင်တယ်ပြီးနောက်တစ်ခုကကြတော့ဒီ page မှာပြောပြနေပေမဲ့လည်းတခါတလေကြားလို့ရှိရင်အဲ့အမက sharing ပဲလုပ်ပေးနေတာတကယ်ရောအလုပ်ရကြရဲ့လားဆိုတဲ့ဟာမျိုးတွေပေါ့နော်အခုနောက်ပိုင်းမှာFacebook page ဆိုတာလူတိုင်းထောင်ကြတယ်ကွာလူတိုင်းထောင်ပြီးတော့မှလူတိုင်းပြောချင်တာပြောlike လေးရဖို့ share လေးရဖို့တန်အတွက်လူတွေလောက်ကြတယ်ကွာဆိုတော့အဲ့လိုမျိုးအမကိုလည်းတချို့တွေကထင်မှာဆိုးတယ်ပေါ့နော်အဲ့အမက like ပဲလို့ချင်လို့လားဘာလားဆိုအမကိုတခုပြောပြီးသွားပြီဆိုလို့ချင်း like ပဲနှစ်ခုဝင်လဲအမစိတ်လည်းမဝင်စားဘူးဘယ်သူကြည့်လဲစိတ်မဝင်စားဘူးအမဘက်ကတော့ဒါ sharing လုပ်ပေးတဲ့လို့အမက sharing လုပ်ပေးနေရမျိုးပဲရှိရဆိုတော့တချို့ကြောက်လဲအမရဲ့ video ကြည့်ပြီးတော့မှလူတွေကအလုပ်ကိုရကြရလားဆိုတဲ့ဟာမျိုးတွေဖြစ်တာquestion လုပ်တဲ့ဟာမျိုးရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တခါတလေကြားလို့ရှိရင်တော့အမကအမ page မှာပေါ့နော်အမမမိတယ်အမကိုလာမေးထားမေးခွန်းတွေကိုလေဘယ်သူကတော့ဘယ်လိုမေးထားတယ်ဘယ်သူလေးကဘယ်လိုအလုပ်ရသွားပြီတခါတလေကြားလို့ရှိရင်အမကိုယ်တိုင် follow up လုပ်ပေးတယ်ပေါ့နော်သူတို့ဟဲ့ညီမအလုပ်ရသွားပြီလားရောက်လာပြီလားအဆင်ပြေလားဆိုပြီးတော့အမကိုယ်တိုင်မရနဲ့တွားပြီးတော့မှလောက်တာမျိုးရှိတယ်လို့တချို့ကြတော့လေသူတို့အသိစိတ်တက်လေးနဲ့သူတို့ပေါ့နော်ဟဲ့အမကြီးကျေးဇူးတင်တယ်နော်ကျမကတော့အခုရောက်လာပြီအလုပ်ကတော့ဘလို့ဖြစ်တယ်ဆိုပြီးတော့မှပြောပြတဲ့လူတွေလည်းရှိတယ်မနေ့ကဆိုလို့ရှိရင်ညီမတယောက်ကအမကိုဖုန်းဆက်တယ်message ပို့တယ်ပေါ့နော်အမကြီးအမြဲတမ်းအမကိုအပူတွေပဲပေးနေရအစမပြေမှုတွေပဲပြောပြနေတယ်ဆိုတော့အခုဒီနေ့တော့ကျမ good news လေးပေးချင်လို့ပါဆိုပြီးတော့သူကအလုပ်အသေးရသွားတဲ့အကြောင်းလေးကိုလာပြီးပြောပြတယ်ပေါ့နော်ဆိုတော့ပီတိတော့ဖြစ်ရပါပေါ့နော်ကိုအဖက်လုပ်ပြီးတော့မှကိုလုတ်ပေးတဲ့အရာကိုသူတို့တွေအတိမပြုတ်ပါလားဆိုတော့ပီတိမျိုးလေးတော့ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုအလောက်ခံချင်လို့တော့လည်းမဟုတ်ဘူးပြောပြချင်တာကတချို့တွေကတော့အဲ့လိုမျိုးလေးပြန်ပြီးတော့မှပြောတာမျိုးပြန်ပြီးတော့မှ reply လုပ်တာမျိုးရှိတယ်တချို့ကျတော့လည်းအမကနေပြီးတော့မှညီမရေးမောင်လေးရေးအမဒီ story လေးကိုမောင်လေးရဲ့ story ညီမရဲ့ story ကိုတုံးပြီးတော့မှကျန်တဲ့လာမယ့်လူတွေကို encourage လုပ်ချင်တယ်တုံးလို့ရမလားလို့တချို့တွေမေးတော့တချို့ရ response မလာတဲ့ဟာမျိုးလည်းရှိတယ်ဆိုတော့ဒါလူတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ဆိုတော့ပြောချင်တာကတော့ဘသူရဲ့ခွင့်ပြုချက်မှမရရင်တော့အမမပြောပါဘူးမရေးပါဘူးအစမ်းတစ်ခါတည်းကြားလို့ရှင်တော့အမဘက်ကနေစီးဖောက်တယ်လို့ပြောလို့ရမလားမပြောတတ်ဘူးအမလာမေးတဲ့မေးခွန်းတွေprivate မေးခွန်းတွေဖြစ်တော်ညာလဲပဲအားလုံးနဲ့သက်ဆိုင်မယ်တချို့လူလည်းတိထားတင်မယ်တဲ့ဟာမျိုးကြလို့ရှင်တော့ကျမကပြန်ပြီးတော့မှအဲ့မေးခွန်းပေါ်မှာကိုးကားပြီးတော့မှဖြေပေးတာမျိုးတော့ရှိပါတယ်ဒါပေမဲ့အမဘက်ကနေစီးဆောင်တာတခုကဒါအဲ့မေးခွန်းဘသူမေးပါတယ်ဆိုတဲ့ဟာတော့အမဘယ်တော့မှမပြောဘူးပေါ့နော်အမ screenshot ကိုတုံးဖို့လိုအပ်တယ်ဆိုတော့အမအဲ့မေးရလူရဲ့ပုံတွေကို crop လုပ်ထားတယ်ပေါ့နော်ဆိုတော့ဒါအမဘက်ကနေပြီးတော့မှ serious ရောစောင့်နေလို့တော့အမကိုထင်တယ်ပေါ့နော်ချို့တွေ comfortable မဖြစ်ဘူးဆိုလို့ရှိရင်အမကိုလာပြီးပြောလို့ရပါတယ်နော်ဆိုတော့အခုဒီနေ့လဲ
တယောက်ကမေးထားတယ်ပေါ့နော် तू က motive မှာအလုပ်ရဘူးတယ်အလုပ်ရဘူးပြီးတော့ तू လာဘူးတယ်ဒါပေမဲ့ရက်ပိုင်းတွင်းမှာပဲ तू အဲ့ company နဲ့အဆင်မပြေလို့ तू ကပြန်သွားတယ်ပြန်သွားတဲ့အခါမှာ passport လည်းအသစ်လဲလာပြီးတော့မှ तू passport အသစ်နဲ့ပြန်လာတယ်ပေါ့နော်ဆိုတော့तू မေးထားမေးကွာဒီ interview ဖြေတဲ့အခါကျလို့ရှိရင် तू motive ကိုရောက်ဘူးလားလို့မေးတဲ့အခါကျလို့ရှိရင် तू ဘယ်လိုဖြေရမလဲပေါ့နော်तू ဆိုရင်တော့တခြားနိုင်ငံတွေလို့သူတို့ဒီ history လိုက်လို့ရှိရင်ကိုကရောက်ဘူးတယ်ဆိုတာဟာဖြစ်နေမှာဆိုလို့ပေါ့နော်ဆိုတော့အမတိတလောက်ကတော့ motive ကတော့အဲ့လောက်ကြီးတော့ကိုရဲ့ history လိုက်တာမျိုးတွေတော့တိတ်မရှိပေမဲ့လည်းတည်း reference တွေပဲ check လုပ်တဲ့ခါမှာတော့သုံးပြတာရှိတယ် immigration မှာတော့ကိုရဲ့ပထမအလုပ်နဲ့ပတ်သက်တဲ့ work permit active မဖြစ်နေဘူးဆိုလို့ရှိရင်နောက် company တွေက visa ပြန်ပြီးတော့ work permit apply လုပ်တဲ့ခါမှာတော့အဲ့ဒါတွေအရင်ထိခိုက်မှုတော့မရှိဘူးပေါ့နော်ဒါပေမဲ့ तू ဆိုရင်လည်း तू ပြောထားတဲ့ဟာပေါ့နော်ဆိုတော့ပြီးရင် तू ပြောတာကतू interview နှစ်ခုသုံးခုလောက် तू ရဘူးတယ်ပေါ့နော်ပြန်ရတယ်ပေါ့ပြန်ရပြီမဲ့လဲ तू ကပထမအလုပ်မှာ तू အစမပြေလို့ तू ထွက်သွားပါတယ်ဆိုတဲ့အကြောင်းကိုပြောတဲ့ခါကျတော့ तू သဘောကျပြီမဲ့လဲအလုပ်မရအောင်ပေါ့နော်အစမပြေလို့ပြန်လာခဲ့ရတယ်ဆိုတော့ဟာကို तू ပြောတဲ့အတွက်ကြောင့် तू မရဘူးဆိုပြီးတော့မှသူအမလာပြီးမိထားတယ်အဲ့အမကသူ့ဘာပြောပြဖြစ်တယ်လဲဆိုလို့ရှင်ဒီ interview မှာရှောင်ရမယ့်ကိစ္စပေါ့နော်ဆိုတော့အားလုံးသက်ဆိုင်မယ်တင်လို့အမပြောပြချင်တာဖြစ်တယ်ကျွန်တော်အမတို့ interview ဖြေတဲ့အခါမှာကိုယ့်ရဲ့အလုပ်ဟောင်းပေါ့နော်ထားလိုက်ပါတော့ကိုကအမရဲ့ scenario ပဲအမပြမယ်အမဒီကျွန်းကိုမ join ခင်အရင်ကျွန်းမှာနေတော့ကအမက3လပဲအလုံးဝအဆင်မပြေလို့ပေါ့နော် GM နဲ့အမအဆင်မပြေလို့အမထွက်သွားတယ်ဆိုတော့3လမှာအမထွက်သွားပြီမဲ့လေ CV မှာအမထည့်လိုက်တဲ့အဲ့ကိစ္စကိုဘာလို့လဲဆိုဒီ industry ကအမတို့ senior ဒီကိုရောက်နေတာကြာပြီဖြစ်တဲ့လူတွေအတွက်ကဘလို့ပဲ CV မှာထည့်မထည့်အမတို့သိနေရလေနော်ဘယ်မှာပြန်လာလုပ်တယ်ဆိုတာသိနေတဲ့အခါကျတော့အမအနေနဲ့ကတိတ်ပြီးတော့မှကွယ်ဝက်ထားလို့မရတဲ့အတွက်ကြောင့်အမအဲ့3လကိုထည့်လိုက်တယ်ပုံမှန်ဆိုလို့ရှိရင်တချို့တွေကတော့ဒီ probation 3လအတွင်းကCV မှာသူတို့တွေတိတ်မထည့်တတ်ကြဘူးပေါ့နော်ဒါပေမဲ့အမကတော့ထည့်လိုက်တယ်ခဏပြောသလိုမျိုးကိုယ့်ရဲ့ network ကနည်းနည်းကျတာဖြစ်တဲ့အတွက်ကြောင့်မို့အမကထည့်လိုက်တယ်ထည့်ပြီးသွားလို့ရှိရင်ဒီအခုလုပ်တဲ့အလုပ်ကသူတို့ interview ခေါ်တဲ့အခါမှာဒါလူတိုင်းမေးတယ်ဘာလို့ဆိုတော့ကိုယ့်ရဲ့ CV မှာ3လပဲရှိရဖြစ်တဲ့ကြောင့်မို့သူတို့သိတယ် understood သူတို့သိတယ်ကိုဒီအဲ့ဒီကျွန်းကိုမကြိုက်လို့ထွက်တာလည်းဖြစ်နိုင်တယ်လို့ဟိုဘက်ကလည်းကိုယ့်ရဲ့ performance မကြိုက်လို့ထုတ်တာမျိုးလည်းဖြစ်နိုင်တယ်ဒါသူတို့သိတယ်ဒါကရှင်းပြစရာမလိုတဲ့ကိစ္စဒါပေမဲ့လည်းသူတို့ interviewer တွေရဲ့တုတ်ထုံးလုံနေတိုင်းသူကမေးရတယ်ပေါ့နော်အဲ့နင်းကိုဒီမှာ3လပဲတွေ့တယ်ပေါ့နော်ဘာဖြစ်လို့လဲနင်ဘာဖြစ်လို့အဲ့နောက်ဆုံး job ကိုနင် quick လုပ်တာလဲဆိုပြီးသူတို့မေးတဲ့အခါမှာအမကဘာပြောလဲဆိုတော့ဟုတ်တယ်လို့ငါအဲ့ကျွန်းကိုရောက်သွားတယ်အကျွန်းကအရန်ကောင်းတယ် management လည်းကောင်းတယ်ငါပေါ်မှာလည်းကောင်းတယ်လုပ်ရတာလည်းကန်ရတာလည်းအဆင်ပြေတယ်ဒါပေမဲ့ငါကဘာဖြစ်လဲဆိုလို့ရှိရင်ငါရဲ့မိသားစုမှာ case တစ်ခုပေါ့နော် emergency case တစ်ခုဖြစ်တဲ့ခါကျတော့ငါပြန်သွားမှရမယ်ပေါ့နော်ဒီအိမ်ရဲ့ကိစ္စတစ်ခုမှာပေါ့နော်ကိုကဝင်ပါမှကိုရမယ်ကိုရဲ့ကို presence ကလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ငါကပြန်ရမယ်အချိန်မှာငါ management ကိုခွင့်တောင်းတယ်ပေါ့နော်ခွင့်တောင်းတော့သူတို့တွေကလည်းကို3လမပြည့်သေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ခွင့်ကိုလိုလသူတို့မပေးချင်ဘူးသူတို့မှလည်း busy schedule ဖြစ်နေတဲ့အတွက်ကြောင့်မလို့ငါ့ကိုအဲ့လိုခွင့်ကသူတို့မပေးနိုင်ဘူးဆိုတဲ့ခါကျတော့ငါကရွေးချယ်ရပြီးမိသားစုလားဒါမှမဟုတ်ရင်အလုပ်လားလို့ရွေးချယ်ရတဲ့ခါမှာငါတို့ကအရင် tough decision ဖြစ်တယ်ငါမိသားစုကိုပဲရွေးချယ်လိုက်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ငါထွက်သွားရတာဆိုတာအမျိုးလေးပြောတဲ့ခါမှာသူတို့စိတ်ထဲမှာဒီလူကအဲ့မှာပြောတယ်ဒါပေမဲ့သူရဲ့မိသားစုအရေးကြောင့်မလို့သူကသွားရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်မလိမ့်နေဆိုတော့ white lie ကွာဒါမိသားစုသူအချိန်ပေးတယ်ပေါ့သူရဲ့စိတ်ဓာတ်ကတည်းကလေးရှိရဆိုတော့ဒါဘာပဲပြောသူတို့ချိန်နဲ့တယ်လေနော်အဲ့မှာမဟုတ်ဘူးကျမကနေပြီးတော့မှအဲ့မှာဒီလိုဖြစ်တာလေဆိုလို့ရှိရင်သူတို့လည်းအမကိုခေါ်ချင်မှာမဟုတ်ဘူးဘာလို့လဲဆိုသူတို့စိုးရိမ်တယ်ဒီလူကငါတို့စီရောက်လာလို့ရှိရင်ငါတို့ရဲ့အကြောင်းကိုလည်းသူအဲ့လိုပဲပြောမှာပဲ negative ဆိုတဲ့ဟာကသူတို့ရဲ့first impression မှာသူတို့က negative ဝင်သွားပြီးကိုယ့်ရဲ့အကြောင်းကိုဆိုတော့အဲ့လိုမျိုးလုံးဝမလုံးမိပါစေနဲ့အမြဲတမ်းကိုယ့်ရဲ့အခုလက်ရှိအလုပ်လုပ်နေတယ်တခြားကိုအလုပ်လျှောက်တယ်
ဒီ interview ရတယ်ဆိုရင်လည်းအမြဲတမ်းတတိထားပါကိုယ့်ရဲ့လက်ရှိ employer အကြောင်းကိုဘယ်တော့မှအစိုးမပြောမိပါစေနဲ့ interviewer တိုင်းသိတယ်ကိုတခြားနေရာမှာအလုပ်လျှောက်တယ်ဆိုလို့ရှိရင် either salary ကြောင့်မလို့လားဒီမှာမပြောတော့လို့လားဒီမှာပြဿနာရှိလို့လားတခုကြောင့်မလို့ဒီလူကပြောင်းချင်တယ်ဆိုတော့သူတို့သိတယ်ဒီအခုလက်ရှိလုပ်နေတဲ့နေရာမှာသူဒါအရန်ကောင်းဒီ company ကအရန်ကောင်းတယ်သူ့ပေါ်မှာလည်းကောင်းတယ်သူလည်းအခွင့်အရေးတွေရတယ် benefits တွေကောင်းတယ်ဆိုလို့ရှိရင်ဒီလူကအလုပ်ပြောင်းဖို့စဉ်းစားမှာမဟုတ်ဘူးလေနော်ဒါပေမဲ့သူအလုပ်ပြောင်းဖို့စဉ်းစားတယ်ဆိုကြတဲ့ကဒီမှာတခုရှိတယ်ဆိုတော့သူတို့သိရဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်တော့မှကိုယ့်ရဲ့အလုပ်ရှင်မကောင်းတာမပြောမိပါစေနဲ့အများရမေးရမိကွန်းဒီ interviewer တွေကနင်းဘာဖြစ်လို့လက်ရှိအလုပ်ကနေပြီးတော့မှတခြားအလုပ်ကိုပြောင်းချင်တာလဲဆိုတဲ့ချိန်ကြလို့ရှင်ဘယ်တော့မှ negative မပြောမိပါစေနဲ့ဆိုတော့ဘာပြောတင်တယ်လဲပေါ့နော်ဘာပြောတင်တယ်လဲဆိုလို့ရှိရင်ဥပမာငါအခုလုပ်နေတဲ့လုပ်ငန်းမှာငါအရင်ပြောတယ်တကယ်ချင်းလည်းကောင်းတယ် environment လည်းရန်ကောင်းတယ် management လည်းကောင်းတယ်ငါအတွက် learn လုပ်ရတဲ့အရာလည်းအများကြီးရှိတယ်ငါဒီလက်ရှိအလုပ်ကနေပြီးတော့မှဘယ်လိုတွေမှ experience တွေရတယ်ဘယ်လိုတွေ learn လုပ်ခဲ့ရပြီးအရန်ကျဉ်းနေတယ်ဒါပေမဲ့ငါဒီမှာပဲဆက်နေလို့မဖြစ်ဘူးလေငါရဲ့ career growth ဒီ company ရဲ့ culture ကိုငါတော်တော်များများနားလည်သွားပြီဆိုတော့ကျန်တဲ့နေရာမှာပေါ့နော်ဥပမာနင်တို့ brand ဆိုလို့ရှိရင် brand အရင်ကောင်းတယ်အဲ့တော့ငါအဲ့မှာထပ်ပြီးတော့မှငါရဲ့ experience ငါရဲ့ career growth အတွက်ငါ new experience လို့ချင်တယ် new challenge လို့ချင်တယ်အဲ့ဒါကြောင့်မလို့ငါကအလုပ်လျှောက်ရတာပါလက်ရှိလောကအရင်ကောင်းတယ်ငါအတွက်ဒါပေမဲ့ငါကပို့ပြီးတော့မှပေါ့နော်ငါအတွက် challenge များမဲ့နေရာလေးကိုငါသွားချင်တယ်အသစ်တွေ learn လုပ်ချင်တယ်ဆိုတဲ့ဟာမျိုးလေးကိုပြောပြီးဆိုလို့ရှိရင်ကို interview လုပ်တဲ့လူကလည်းသူရဲ့ဒီစိတ်ဓာတ်ကဒီလိုအကောင်းလေးပေါ့နော်သူ learn လုပ်ချင်တာသူ grow လုပ်ချင်တယ်တခြား company ရဲ့အကြောင်းတွေသူလေ့လာချင်တယ်ပြတဲ့အတွက်ကြောင့်မလို့သူအလုပ်လျှောက်တာပါလားဆိုတဲ့ဟာလေးတို့သူတို့ရသွားတယ်ဆိုလို့ရှိရင်ကိုသူလည်း chance ရှိတယ်ပေါ့နော်ဆိုတော့ဒီနေ့ interview မှာရန်တတိထားရမယ့်အရာပေါ့နော် negative ဘယ်တော့မှမပြောမိပါစေနဲ့တခါတလေကြောက်လို့ရှိရင်ကျွန်တော် interview ဖြေတဲ့အခါမှာလိန်ပါလို့မပြောချင်ပေမဲ့လည်း white lie လောက်ရတဲ့အချိန်တွေရှိရပေါ့နော်ခဏကျမရဲ့ scenario မှာပဲကြည့်လိုက်လို့ရှိရင်3လပဲလုပ်ခဲ့ဘူးတယ်ထွက်သွားရတယ်ဆိုတော့ဒါကိုဘလို့ဖြေမလဲဆိုတော့ပုံမှန်မူတည်ရပြင်ပထမဆုံးကျွန်တော် motive ကိုရောက်လာလဲ3လပဲနေရအဲ့ဒါလဲသူတို့က question လုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလဲကျမကပြောတယ်ငါလို့ motive ဆိုတာအဲ့တုန်းကဘာမှမသိခဲ့ဘူးရောက်လာတယ်ရှင်းပြောလို့ရှိရင် net culture shock လေးဖြစ်တယ်ပေါ့နော်အဲ့တော့ငါစူးစမ်းပြီးတော့မှဒီ resort life ကို survive လုပ်ဖို့လုပ်ပြင်မယ်လဲငါဘလို့မှအဲ့တော့ကတော့ငယ်သေးရဖြစ်တဲ့အတွက်ကြောင့်မလို့ငါ fit မဖြစ်ခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်း motive ကိုငါရမ်းကြိုက်တာဖြစ်တဲ့အတွက်ငါအခုပြန်လာဖို့ရန်စဉ်းစားတယ်ဆိုပြီးတော့ကျမကအရင်တော့လည်းအဲ့လိုဖြေခဲ့ဘူးတယ်ပေါ့နော်ဆိုတော့ပြောချင်တာ negative မပြောမိပါစေနဲ့ပေါ့နော်ကိုလုပ်တဲ့အလုပ်ကိုလုပ်ခဲ့တဲ့အလုပ်ပေါ်မှာ negative ဘယ်တော့မှမပြောမိစေနဲ့အများနဲ့အကောင့်ဘက်ကနေပဲဖေးမမနဲ့ပေါ့နော်ခဏကျွန်မပြောသလိုမျိုးအရန်ကောင်းပေမဲ့လည်းငါ family ကိစ္စအထမ်းလောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ထွက်သွားလိုက်ရပါတယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်နည်းနည်းကြည့်ကောင်းအောင်ပေါ့နော်အလုပ်ရှင်ကိုထိခိုက်မဲ့ဟာမျိုးမဟုတ်ဘဲနဲ့အဲ့လိုမျိုးလေးတွေပြောတယ်ဆိုလို့ရှိရင်ဒါအလုပ်ရှင်ဘက်ကနေပြီးတော့မှလည်းဒါမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါသူလည်းသူရဲ့ family ကိစ္စနဲ့ပတ်သက်ပြီးသူသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုပြီးတော့မှသူတို့ဘက်ကနေပြီး short လို့ရတဲ့အရာလေး short ပေးလို့ရတယ်ဆိုတော့ interview ဖြေတဲ့အခါမှာ again ဘယ်တော့မှ negative မပြောမိပါစေနဲ့ကိုက3-4ရက်လောက်ပဲရောက်ပြီးတယ်ဆိုတော့CV မထည့်တာကောင်းတယ်ပြီးလို့ရှိရင်အဲ့အကြောင်းတွေမပြောရလဲကောင်းတယ်3-4ရက်လောက်ပဲပေါ့နော်အဲ့လောက်ဆိုတော့မထည့်နဲ့ဒါပေမဲ့3လလောက်ထိလောက်ပြီးတယ်ဆိုလို့ရှိရင်တော့ထည့်ပြီးတော့မှခဏကျွန်မပြောလိုမျိုးပဲအဲ့ဒီမိကွန်းလေးတွေကိုအဲ့လိုတွယ်ဝိုက်ပြီးတော့မှပေါ့နော်ကိုဖက်လက်အရင်အလွန်မဖြစ်အောင်ကိုညံ့လို့ကိုလို့ကိုမလုံနိုင်လို့ထွက်သွားရတယ်ဆိုတာမျိုးမဟုတ်ဘူးအလုပ်ရှင်မကောင်းလို့ထွက်သွားရတယ်ဆိုတာမျိုးလည်းမဟုတ်ဘူးကိုမှဒီလိုcircumstances တခုကရောက်လာတဲ့ဖြစ်တဲ့ကြောင့်မလို့ကိုရွေးချယ်လိုက်ရတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းမျိုးလေးကိုပြောပြတယ်ဆိုလို့ရှင်တော့ interviewer လည်းကျင်းနေလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ okay ဒါလေးကတော့ဒီနေ့ကိုလေးနဲ့ပတ်သက်ပြီးတော့မှအမ
ဒီတလောက်လေးကိုပြန်ပြီးတော့မှ sharing လုပ်ပေးတာဖြစ်တယ်ဒီစုအများကြီးတင်ပါတယ်နည်းနည်းလေးပေါ့နော်ဒီ interview ဖြေဖို့ရန်အတွက်ပြင်ဆင်နေရလူအတွက်ကျိုးရှိလိမ့်မယ်လို့လည်းယုံကြည်မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ် bye bye